ဟုတ်ပဲမင်္ဂလာပါကျမတို့ဆောင်ဝဲမဖြေရတဲ့လူဖြစ်ပါတယ်ဆောင်ဝဲဖြေရမယ့်အကူပါဘယ်လိုခံစားရလဲပြောပြပါဦးနောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့ဒီပျော်နေပါတယ်0 0 0လောက်ပြီးတော့ သူတို့ကတော့လှုပ်ရှုပ်နေပါတယ်1 0.00 နဲ့ရှေ့မှာတန်းပါပါဘလောက်တော့ကိုတို့ဆောင်ဝဲဖြေရမှာဆိုတော့ဘယ်လိုခံစားရလဲအဲ့ဆိုရင်ဒီချေတို့က3 ဆောင်ဝဲပြောမှာကျွန်တော်ခံစားနေဆိုစိတ်လှုပ်ရှားနေတယ်စားရမရသေးလို့ ဘာကူကဘယ်လိုခံစားရပါလဲစားရမရသေးပါဘူးတိုင်ပတ်နေပါတယ်ကျွန်တော်ကျမတို့ဆောင်ရတဲ့ကိစ္စမရှိပါဘူးကျမတို့ဆောင်ဝဲမရှိပါဘူးကျမတို့ဆောင်ဝဲမဖြေရတဲ့သူပါကိုအများကြီးဆောင်ဝဲဖြေပြီးတဲ့အချိန်ကိုဖြေရတဲ့အခါဘယ်လိုခံစားရလဲပျော်တော့ဗော